ကလဲစားချီမဲမစ်စာဇလန်အကျဉ်ကျောင်းမှာသူတစ်ပါးကိုအမေနှိမ့်ဆက်လေးရှိတဲ့ကျောင်းသားတယောက်ဟာနားမလည်နိုင်တဲ့အကြောင်းရင်းနဲ့တေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့သူဟာတီချင်းတရားရဲ့တစ်ဖက်ကန်းကနေကလဲစားချီလိုတဲ့မိစ္ဆာတစ်ကောင်အဖြစ်ပြန်လဲနိုးထလာခဲ့တဲ့အခါမှာတော့ဇလန်အစမှာထူထပ်တဲ့မြူနင်းတွေဖုံးလွှမ်းနေလေမှောင်မဲတိတ်ဆိတ်တဲ့တောနက်ကြီးတစ်ခုကိုပြသထားပါတယ်။အဲ့ဒီနေရာမှာတော့မြည်သူမြည်ဝါမှန်းမသိရတဲ့လူတစ်ယောက်နဲ့အတူအောင်လန်းစရာတလောက်ဟာမိစ္ဆာနှက်ဆိုးကိုပူဇော်တဲ့အစည်းအဝေးတစ်ခုကိုပြုလုပ်နေပါတယ်။အဲ့ဒီအောင်လန်းစရာဟာမွေနှင့်ကိန်းချင်များတို့ရဲ့အစိတ်ရှိတဲ့ခန္ဓာကိုယ်တွေကိုအထုံးပြုပြီးကျင်းစာတက်နေလေအဆောင်လက်ဖွက်တစ်ခုကိုဖန်တီးလိုက်ပါတယ်။အဲ့ဒီတတဝါနှကောင်စီကနေမကောင်းဆိုးဝါးရဲ့စွမ်းရည်တွေကိန်းအောင်နေတဲ့တင်ကေတတစ်ခုထွက်ပေါ်လာတာကိုလေတွေ့ရပါတယ်။အစည်းအဝေးအပြီးမှာတော့အောင်လန်းစရာကမင်းတကယ်ပဲတေပြီးသားလူကိုပြန်ရှင်းလာစေချင်တာလားလို့မေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဇလန်းဟာလွန်ခဲ့တဲ့တပတ်ခန့်ကအထက်တန်းကျောင်းတစ်ခုစီကိုနောက်ကျောင်းပြန် flashback လှည့်သွားပါတယ်။အဲ့ဒီမှာတော့အမျိုးသမီးအထက်တန်းကျောင်းများကြားဗော်လီဘောပြိုင်ပွဲတစ်ခုကျင်းပနေတာပါ။ထူးချွန်ထက်မြက်တဲ့ကျောင်းသူတွေပါဝင်တဲ့အတွက်ပွဲကတော့တော်တော်လေးကိုအကျိတ်အနေရှိပြီးနှစ်ဖက်စလုံးအမှတ်ချင်းကတ်လိုက်နေကြပါတယ်။ဒီပြိုင်ပွဲမှာဘူစာပါဦး